ဟာစတင်ကို10ခေါက်ပေးလို့ရလားဘယ်လောက်ကြာပေးရမလဲဆိုတာပဲဖြစ်ပါတယ်ဒါတွေကိုနောက်ကင်ဆာကဲမြန်မာမှာလာမေးတဲ့သူတွေရှိလို့ဒီနေ့ဒီအကြောင်းအရာကိုပြောပြတော့မှာဖြစ်ပါတယ်ဟာစတင်ကိုဘယ်လောက်ကြာပေးမလဲဆိုတာဘယ်အခြေအနေပေါ်မှာသုံးမလဲပေါ့မူတည်ပါတယ် metastasis အဝေးကိုပြန့်နေတဲ့အခြေအနေတွေ recurrent unresectable ပြန်ဖြစ်တဲ့ခွဲဖို့အဆင်မပြေတဲ့အခြေအနေတွေမှာဆိုရင် anti disease progression or toxicity ဆေးပေးထားတဲ့ကြားတွေကယောဂထပ်တိုးလာတဲ့အထိသို့မဟုတ်ဆေးရဲ့ side effect ကိုမခံနိုင်တဲ့အထိပေးရပါမယ်ဒါမှမဟုတ်ပဲ early breast cancer တွေမှာဆိုရင်adjuvant neoadjuvant setting adjuvant ဆိုတဲ့ခွဲပြီးမှပေးတဲ့အခြေအနေနဲ့ neoadjuvant မခွဲခင်နဲ့ပေးတဲ့အခြေအနေတွေမှာဆိုရင်တော့တစ်နှစ်ပေးပါတယ်လက်ရှိမှာ NCCN ပါဝင် guideline အကြီးကြီးအားလုံးရဲ့ standard treatment duration of adjuvant neoadjuvant herceptin therapy ကတစ်နှစ်ဖြစ်ပါတယ်ဒါကြောင့်မလို့အကုန်ကြကသာစဉ်းစားကြတစ်ခုမဟုတ်ဘူးဆိုရင်တော့ standard treatment ဖြစ်တဲ့ one year ကိုပဲသွင်းစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်